ငါးဖမ်းတာငါမရပဲဗရမ ्या ရခဲ့တဲ့ရခိုင်မလေးဗရမ ्या ဒီဝီလို့တင်စားခံရတဲ့အထိဖုန်တကိုကြီးမခဲ့တဲ့ရခိုင်မလေးစီဒီပထူများစွာနဲ့ဗုဒ္ဓအမွေနှစ်များကိုခြံထားခဲ့တဲ့ရခိုင်မလေးကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုအထူးအလေးပေးဆောင်ရွက်ခဲ့ကြတဲ့ဘုရင်နှမဖျားတွေဟာတမိုင်းဆက်ဆက်မှာမြောက်စွာပေါ်ထွန်းလာခဲ့ပါတယ်မြန်မာတမိုင်းထဲမှာလူသိများပြီးထင်ရှားတဲ့အမျိုးသမီးဖျားတိုင်ရေးကမှများရှိသလိုလူသိနေပြီးဗိလိဆန်တဲ့အကြောင်းအရာတွေနဲ့မြတ်ဗုဒ္ဓရဲ့တသနာတော်ကိုထောက်ဆောင်လာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးကိုရှိလို့နေပါတယ်အဲ့ဒီထဲမှာဗရမ ्या ဒီဝီလို့ပြောစမရှိကြတဲ့ရခိုင်ပြည်ဖျားစောမဲကြီးဟာလည်းရခိုင်ပြည်ရဲ့စီဒီပထိုးများနဲ့ရခိုင်သမိုင်းတွေမှာထင်ရှားကြော်ကြရုံများမကသူမရဲ့ဖြစ်ပျက်တွေဟာလည်းအရောက်ကိုမှစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့ငါသွားဖမ်းတာငါမရပဲဗရမ ्या တွေရခဲ့တဲ့ပါရမီရှင်ရခိုင်မလေးအကြောင်းကိုစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်စီဒီပထိုးများကိုပြဖျားရဲ့တမ်းမြတ်ပုံသဏ္ဍာန်နဲ့ဘာကြောင့်တီးထားခဲ့ရတာလဲရခိုင်မိဖျားရဲ့ကိုခန္ဓာဟာဤရီကိုစခြင်းပြီးအထက်ရည်ညာကိုဘာကြောင့်စံတက်မျောပါသွားရတာလဲစတဲ့ဗဟိလိဆန်တဲ့မိကွန်းတွေနဲ့အတူလူတိနေပြီးအရာဟိုမှစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့အတူတူအစွန်တိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီဖြစ်ပျက်ဟာနှစ်ပေါင်း900ခန့်သာရှိပေမဲ့ရခိုင်တိုင်းသားများအနေနဲ့သူတို့ရဲ့စိတ်ထဲမှာမီလီယံပြောက်ကွယ်သွားခြင်းမရှိသေးပါဘူးမြန်မာတက္ကသိုလ်890ကျော်ခါကရခိုင်ပြည်နယ်ရန်ပြဲမြို့နယ်10မိုင်ကွာမှာရွာရေးရွာဆိုတဲ့ရခိုင်ရွာလေးရွာရှိပြီးအဲဒီရွာမှာဥဖြူတီဒေါ်မဲတူဆိုတဲ့ရခိုင်လင်မယားတို့မှာမမဲကြီးလို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပါတယ်မမဲကြီး9နှစ်အရွယ်မှာပဲဖခင်ဖြစ်သူဥဖြူတီကွယ်လွန်သွားပြီးမိခင်မုတ်ဆိုးမကြီးနဲ့အတူဆင်းရဲပေမစွာကြီးပြင်းလာခဲ့ရပါတယ်။နာမည်ကမမဲကြီးဆိုပေမဲ့သူမကတော့မိဘကောင်းမင်းမြတ်တို့ရဲ့ချန်အင်းလက်ခံနိုင်တဲ့ပြည်စုံပြီးအလုံးကိုချုံမောလှပတဲ့ရခိုင်မလေးတူဖြစ်ပါတယ်။ရွာရောက်လာတဲ့အမျှမမဲကြီးရဲ့အလှကုန်တဲ့ဟာရွာနီးချုပ်ဆက်ကြေးရွာများအထိကြော်ကြားလာပြီးမမဲကြီးရဲ့အချစ်ကိုရရှိဖို့ကာလာသားမှန်လည်းများအလူရဲ့ကျူးပန်းကြပါတယ်။တပေမဲ့မမဲကြီးရဲ့မြစ်တာကိုခံယူရသူကတော့တရွာတဲ့သားနေရောက်ရည်တပ်ပြပြီးအနေထိုင်တည်ကြည်တဲ့မောင်ရွှေတီးဆိုတဲ့လူငယ်ပဲဖြစ်ပါတယ်မမဲကြီးဟာသနာတော်မကိုအလိုယူတည်ကန့်ရှင်းသူဖြစ်သလိုအလူဒနာပြုလုပ်ခြင်းတီလာဆော့တီးခြင်းနဲ့မြောက်မော်ဒရဲ့အဆုံးအမအတိုင်းအမြဲကြီးကြံပြီးနေထိုင်တတ်တဲ့သူလည်းဖြစ်ပါတယ်မမဲကြီးတို့ရွာလေးဟာပီလက်ကန်းဆမ်းမှာတည်ရှိတဲ့တငါရွာဖြစ်တဲ့အတွက်ရွာသူရွာသားများကငါဖားတဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်ဒါကြောင့်အိမ်တိုင်းမှာငါဖမ်းတဲ့ပိုက်ကိုရက်တက်ရှိကြပေမယ့်မမဲကြီးတို့အိမ်မှာတော့တငါတဲ့အသုံးပြုကြတဲ့ငါဖမ်းတဲ့ပစ္စည်းမှလည်းများဘယ်တစ်ခုမှကိုမရှိပါဘူးမမဲကြီးကလည်း